Fowler နဲ့တူတူ Europe ရဲ့နာမည်အကြီးဆုံး Eurovision သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Semi-final Public Screening လေးကိုအတူတူလိုက်ခဲ့ပေးကြပါအောင်ရှင်။ပွဲက6နာရီခွဲမှစမှာဖြစ်တဲ့အတွက် Fowler ရုံးလုပ်တွေအကုန်လုံးမြန်ပြီးအောင်လုပ်နေတာပေါ့နော်။ဒါကတော့ Fowler တို့ meeting တွေက Fowler ဖြစ်ပါတယ်။အခုတော့ Fowler ပွဲကိုသွားနေပါပြီ။ဒါကတော့ Fowler နဲ့တူတူလုပ်နေတဲ့တငယ်ချင်းတွေဖြစ်ပါတယ်။ Eurovision ဆိုလို့ရှိရင် Europe မှာအရင်နာမည်ကြီးတဲ့တချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တာနဲ့အတူတူ Switzerland မှာကျင်းပဖို့ကလည်းတော်တော်မလွယ်ဘူးပေါ့နော်အခုဆိုရင်လည်းနှစ်30မှာတစ်ခါကျင်းပခဲ့တာဖြစ်ပြီးတော့ Fowler လည်းဘာဆဲမြို့မှာရောက်နေတဲ့အတူတူကြုံတွေ့ခွင့်ရခဲ့ပါတယ်ရှင်ဒါတော့ပွဲမစသေးဘူးပေါ့နော်အပြင်မှာတချင်းဆိုနေကြတဲ့သူတွေလည်းရှိပါတယ်ဆွစ်ဇာလန်မှာစတင်တည်ထောင်ခဲ့တဲ့ Eurovision ဟာဆိုလို့ရှိရင်1989ခုနှစ်မှာလော်ဇန်းမှာနောက်ဆုံး host လုပ်ခဲ့တာဖြစ်ပြီးတော့မနှစ်ကဆွစ်ဇာလန်ရဲ့ကိုစားပြုနီမိုရဲ့အနိုင်ရရှိမှုနဲ့အတူတူဒီနှစ်မှာတော့ host country ဖြစ်လာခဲ့ပါတယ်။အခုရောက်နေတဲ့ Eurovision Village မှာဆိုလို့ရှိရင်တော့ sponsor company တွေရဲ့ဒီလိုမျိုး booth လေးတွေလည်းအများကြီးရှိတယ်။ကိုကြိုက်တဲ့နေရာမှာပေါ့နော် free of charge လက်ဆောင်လေးတွေလည်းယူလို့ရပါတယ်။ Eurovision ဟာဆိုလို့ရှိရင် voting system နဲ့ကျင်းပတာဖြစ်ပေမဲ့ကိုယ့်နိုင်ငံကိုတော့ပြန်ပြီးတော့ vote ထည့်လို့မရဘူးပေါ့နော်။ဒီမှာဆိုလို့ရှိရင်လည်းသူတို့တွေနိုင်ငံအသီးသီးရဲ့ပုံလေးတွေဆွဲနေကြတဲ့အတွက် Fowler ကတော့ဘယ်သူ့ကိုအားပေးရမှန်းမသိရနဲ့မြန်မာနိုင်ငံပုံလေးပဲဆွဲခဲ့ပါတယ်။ Fowler ခုလက်ရှိလုပ်နေတဲ့ event company ဟာဆိုလို့ရှိရင် Eurovision ရဲ့ပွဲစီစဉ်မှုမှာတစ်စိတ်တစ်ပိုင်းပါဝင်တာဖြစ်တဲ့အတွက် Fowler တို့ကဒီ VIP lounge မှာဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ VIP lounge ဆိုလို့ရှိရင်တော့ stage နဲ့ level တစ်တန်းနဲ့ရှိပြီးတော့အပေါ်ကနေတီးတန့်ကြည့်လို့ရတဲ့ private area ဖြစ်ပါတယ်။အခုဆိုရင်တော့ပွဲလဲစတော့မယ်ဆိုတော့လူတွေအရန်စုံနေပြီပေါ့နော်။အခုလောလောဆယ်ကနိုင်ငံ16နိုင်ငံတွေကနေပြီးတော့10နိုင်ငံကိုပြန်ပြီးရွေးထုတ်မှာဖြစ်ပါတယ်။အရန်မိုက်ပြီးတော့ကြည့်လို့အရန်ကောင်းပါတယ်။ဒါကတော့ result ကြီးညာတဲ့အချိန်ပေါ့နော်။ဒါကတော့ Austria နဲ့ Finland နဲ့ Malta နဲ့ကိုတိုက်ပါတယ်ပွဲပြီးကြရင်လည်း club အတွက်လက်မှတ်ရထားဖြစ်တဲ့အတွက် Fowler တို့မသွားခင်ဒီ Swiss ကနေနာမည်ကြီးရယ်ဆိုတော့မုံလေးကိုမြည်ကြည့်ခဲ့ပါတယ်ဒါတော့ Fowler caramel အရသာလေးယူလာပါတယ်ည12နာရီလောက်ရှိပြီပေါ့နော် Fowler တို့ဒီဘက်အချမ်းမှာရှိတဲ့ club ကိုဆက်ပြီးတော့ကူးလာခဲ့ပါတယ်club ကတော့အရန်ကို safe ဖြစ်တယ်ပေါ့နော်နောက်ပြီးကြတော့တချင်းလေးတွေကလည်းအဆင်ပြေပါတယ်ဒါပေမဲ့ Fowler တို့ကတော့အကြာကြီးမနေနိုင်တာဖြစ်တဲ့အတွက်နိုင်ဝက်လောက်နေပြီးတော့ပြန်ခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်တတာ